ပြုတဲ့ကံကိုယ်သာခံတဲ့ဘာတဲ့တုံးပြိဿကြီးဒီနေ့ကံအကြောင်းကိုဟောမလို့ကံဆိုတာပြိဿကြီးကြားဘူးတယ်မဟုတ်လားကံအကြောင်းတော့သဘောပေါက်တဲ့လူနည်းလိမ့်တချို့ကံအကြောင်းကိုသဘောမပေါက်ဘူးဒီကံဒီဘယ်ကထွက်လာတာလဲလို့ဆိုတော့ဘုန်းကြီးတို့ကမ္မဆိုတဲ့ပါဠိကထွက်လာကမ္မဆိုတာပါဠိမြန်မာလိုပြန်တော့အမှုဘိဓါကြီးကမ္မကိုကျွတ်တို့မြန်မာလိုပြန်တော့ဘယ်လိုခေါ်တော့အမှုကပရိသတ်ကြီးမေးရအောင်ဘယ်နှမှုလောက်ရှိလက်ထောင်ပြမယ်နော်ဘယ်နှမှုလောက်ရှိသုံးမှုလက်ထောင်ပြတော့ဖြေကြတာမစိုးပါဘူးနော်သုံးမှုအဲ့ဒီသုံးမှုကိုဘုန်းကြီးပြောမယ်နောက်ကလိုက်ဆိုစမ်းပါကာယကမ္မဝစီကမ္မမနောကမ္မဘယ်နှမှုလို့ကာယကမ္မဆိုတာခန္ဓာကိုယ်နဲ့ပြုတဲ့အမှုဝစီကမ္မဆိုတာပါးစပ်ကပြောတဲ့အမှုမနောကမ္မဆိုတာစိတ်နဲ့ကြံတဲ့အမှုဘယ်နှမှုလို့ကာယကံမှုဒီဘုန်းကြီးတို့ဘယ်လောက်ရှိသလဲလို့ဆိုတော့၃ပါးရှိပါပါဏာတိပါဒအဒိဏဒါနကာမေတုမိစ္ဆာစာရဝစီကမှု၄ပါးသည်မုသာဝါရပိတုနာဝါစာဖရုဒ္ဓဝါစာသံဖပလာပဝါစာ၄ပါးမနောကမှုသည်အဘိဇ္ဇာဗျာပါဒမိစ္ဆာဒိဋ္ဌိ၃ပါး3ရယ်4ရယ်3ရယ်ပေါင်းတော့ဘယ်လောက်ရှိအဲ့ဒါကိုဒုစရိုက်10ပါးလို့ဒီလိုခေါ်ပါတယ်အဲ့ဒီဒုစရိုက်10ပါးသည်ဘုန်းကြီးတောင်ငူမြို့မှာဟောခဲ့ပြီးသားဖြစ်တဲ့ဖြင့်အကျယ်တဝက်ဒီဇတ်ထုတ်ထဲမှာဘုန်းကြီးထက်ဆွက်ပြီးတော့ဟောစရာမလိုတော့ပါဒါဖြင့်ကောင်းပြီအဲ့ဒီကံအကြောင်းကိုဘုန်းကြီးသဘောပေါက်အောင်ပြောပရိသတ်ကြီးဒီကနေ့ရောက်လာတဲ့ပရိသတ်သည်မိမိရဲ့စားဝတ်နေရေးအတွက်ငွေရအောင်မရှာဘူးလားကိစ္စငွေရအောင်ရှာတဲ့နေရာမှာခန္ဓာကိုယ်ကြီးနဲ့အလုံးမလုံးဘူးလားအဲ့ဒါဘာမှုခေါ်မလဲကာယကံမှုဘာတဲ့တို့ငွေရအောင်ရှာတဲ့နေရာမှာပါဇက်ကကောမပြောဘူးလားဘာမှုခေါ်မလဲစိတ်ကကောမကြံဘူးလားဘာမှုခေါ်မလဲဒါဖြင့်ခင်ဗျားတို့ငွေရအောင်ရှာတဲ့နေရာမှာခန္ဓာကိုယ်နဲ့လည်းလှုပ်တယ်ပါးစပ်နဲ့လည်းပြောတယ်စိတ်နဲ့လည်းကြံတယ်ဆိုတော့ခင်ဗျားတို့နေ့တိုင်းအမှုပဲနှမှုရှိဒါဖြင့်ဒီပရိသတ်ကြီးအမှုတယ်လို့ဘုန်းကြီးပြောလိုက်ရင်လွဲမလားတချို့ကယုံလို့ခတ်တို့ရောက်မှအမှုထင်တာအမှုတန်းတန်းကြီးနဲ့အခုပရိသတ်ကြီးခင်ဗျားတို့နေ့စဉ်ဘယ်နှမှုရှိအမှုတယ်တွေဆိုတာများဘုန်းကြီးပြောတာလွဲသွားမလားဒါကြောင့်နေ့စဉ်နဲ့အမျှဒီအမှု၃မှုကိုပြုနေကြတဲ့လူသားတွေဒီအမှု၃မှုနဲ့ပြုပြီးတော့ငွေရှာလို့ရလာတော့ပရိသတ်ကြီးဝယ်ချင်တာတွေဝတ်ချင်တာတွေအိတ်ချင်တာတွေစားချင်တာတွေပြောချင်တာတွေအဲ့ဒီအကျိုးတရားတွေမခံစားရဘူးလားငွေမရှာလို့ငွေမရရင်အိမ်ဆောက်ချင်တာငွေနဲ့မှဆောက်ဖြစ်တဲ့ဖြင့်အိမ်ဆောက်နိုင်မှာမလားငွေမရှာလို့မရရင်ဝတ်ချင်တာငွေရှိမှဝတ်ရတဲ့ဖြင့်ပရိသတ်ကြီးငွေမရှာရင်ဝတ်နိုင်မှာဒါဖြင့်ကောင်းပြီစားဖို့ကောငွေရှိမှစားရတဲ့ဖြင့်ငွေမရှာရင်စားရပါငွေရှာတဲ့နေရာမှာဘယ်နှမှုတော့ဒါဖြင့်အဲ့ဒီအမှု၃မှုကိုပြုနေတဲ့ပုဂ္ဂိုလ်များသည်ကမ္မဆိုတဲ့ပါဠိကထွက်လာတဲ့ကံမို့ကံဆိုတာပရိသတ်ကြီးသူများပြုတဲ့အမှုလားကိုပြုတဲ့အမှုလားကိုပြုတဲ့အမှုဒါကြောင့်ကံကိုယုံကြည်ရင်
အလုတ်ကိုယုံကြည်ပါသူများလုတ်တာမဟုတ်ကိုလုတ်တဲ့အလုတ်ကိုယူသေးရင်ကံကိုယူသေးပါကံအကြောင်းသဘောပေါက်ပါလားသဘောပေါက်ပါဗျာတချို့ကကံအကြောင်းသဘောမပေါက်တော့ပြောတယ်အိုးတဲ့ကံရှိချမ်းသာလိမ့်မပေါ့တဲ့ကံသူများပြုတာကြလို့ကံဆိုတာမိုးပေါ်ကြကြီးမှတ်နေထမရဲ့ကံယုံလို့စူးကြုံနေတော့ပါတယ်စူးလာပဲဟာစူးရီဟာသိမနောကဒီပေါ်နေစူးမဟာပါဇက်ကပြောတယ်ဝစီကစူးကြုံပေါ်ရောက်နေတဲ့ခြေတော်ကလေးကိုပြန်ရောက်တဲ့ကာယကအဲ့ဒီကံသုံးပါးရောက်စူးပုံကိုမနှင်းမှမစူးမှမစူးအောင်လုပ်တာဘယ်သူလဲကိုလုပ်တဲ့အလုပ်ကိုကံခေါ်တယ်ဒါသဘောပေါက်ပါလားတချို့ကပြောသေးအိုးတဲ့ကံရှိစားရလိမ့်မပေါ့သူများလုပ်တဲ့အလုပ်ကြီးကြလို့တမင်သက်တဲ့ကံကြီးကကိုယ်လာအကျိုးပေးမဲ့ဟန်ကြလို့ကံထမင်းဩတဲ့ထမင်းချက်ပြီးပြီထမင်းတော့ဖြစ်နေပြီကံရှိစားရလိမ့်မပေါ့ဆိုပြီးထိုင်းနေစမ်းမှထမင်းဩတဲ့ကထမင်းကခြိတော့ပေါက်ပြီးပါဇက်ထဲလာဆင်းမှမလားဗျဝေးတာတနေ့ကုန်ထိုင်ဆောက်ကံရှိစားရလိမ့်မပေါ့လို့ငတ်ပြီး9ရက်ပြည့်သွေးမဲ့တာမှထိုင်းနေမယုံရင်ဝလိမ့်မပေါ့ဆိုပြီးတော့ထမင်းစားခြင်းနဲ့စိတ်ဒါမနောကံခေါ်တယ်ခုဟဲခဟဲစားမဟဲပါဇက်ကပြောတယ်ဝစီကံခေါ်တယ်ခန္ဓာကိုယ်ကြီးကခုပြီးအလုတ်အလွေးပြုတ်ပြီးတော့ပါဇက်ထဲသွင်းတယ်ဒါကာယကံခေါ်တယ်ပါဇက်ထဲရောက်တာတောင်မှတရားနာပိဋကကြီးအထက်သွားအောက်သွားကြည့်ရသေးတယ်ကြည်အောင်ဒါမှလေကြောင်းနဲ့ရှော့ရှော့ရှူရှူရှင်းပဲဗောဒီထဲသွားတစ်ခုအလဲကောင်များမတက်ရင်ရှာကလေးကပို့ပေးရသေးအလဲကောင်တက်အောင်အယိုးလေးများတွေ့ရှာကလေးကရွေးပြီးအပြင်မဲ့နှခမ်းတစ်ခုနဲ့အမွဲစူပြီးထုတ်လက်ကလေးနဲ့ထုတ်ပြရသေးမှန်ရလားဘုန်းကြီးပြောတာဒါကြောင့်လက်ဆက်တတ်တော့ကံဆိုတာသူများလုပ်တဲ့အလုပ်မဟုတ်ကိုလုပ်တဲ့အလုပ်ပါလားလို့ဒါကိုသိသွားရင်ကမ္မတက္ကတညာရှိတဲ့ဗုဒ္ဓဘာသာဖြစ်သွားပါပြီဟာကံဆိုတာကိုလုပ်တာတော့မှန်ပြီကံသုံးပါးဖြင့်ကောင်းတဲ့အမှုတွေကိုပြုရင်ငါဒီကောင်းတဲ့အကျိုးခံစားရမကောင်းတဲ့အမှုတွေမကောင်းတဲ့အလုပ်တွေကိုလုပ်ရင်မကောင်းတဲ့အကျိုးငါခံစားရအဲ့ဒီလိုကံရဲ့အကျိုးတရားကိုလည်းပဲကျွတ်တို့ဖရာသားသမီးတွေနားလည်သင့်တယ်တဲ့ဒါကြောင့်ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးခံစားရမယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးခံစားရသဘောပေါက်နားလည်သွားဗလားပြိဿဒါကြောင့်ဒီကံနဲ့ပတ်သက်ပြီးဒီကနေ့သူပြုတဲ့အမှုကိုသူခံသွားရရှာတော့ကိုပြုတဲ့ကံနောက်ကပါတယ်တို့ဟိကိုသာခံသွားရရှာတော့ရှင်မရင်တပါးအကြောင်းကိုကြုတ်ဟောမလို့ဒီကိုပြုတဲ့ကံကိုသာခံဆိုတော့ဇတ်လန်းပြီးကျွတ်တို့မဏိစောရဇတ်မှာဘုန်းကြီးထုတ်ဟောမှာဖြစ်ပါကျွတ်တို့သုံးလောကထွတ်ထားတာပြင်လို့မြတ်စွာဘုရားသခင်ကိုရောင်မြတ်ကြီးသည်ရာဇဂုံမြို့ဝေလူဝန်ကျောင်းတော်မှာသရင်သုံးတော်မူစဉ်အခါပရိသတ်ကြီးတရားနာရတာတမျိုးကြီးဖြစ်နေမှာပါခါတိုင်းအတန်နေနဲ့ကျုပ်လေးလေးနဲ့ဖြည်းဖြည်းပဲဟောနိုင်မှာတော့တယ်ပရိသတ်ခတ်သွက်မဟောနိုင်ဘူးမောတယ်ဗျခါတိုင်းတော့တောက်နဲ့ကျုပ်အင်မတန်ဟောတာအခုပရိသတ်ကိုနားလေတဲ့ထက်လဲအောင်ရှင်းတဲ့ထက်လဲရှင်းအောင်ကျုပ်လဲအမောသက်တာအောင်တာရှိဟောနိုင်အောင်ရှင်းကတော့မြန်မသေးအောင်ကြည့်ရှုလို့ရတာပဲဗျကိုယ့်အသက်ကိုရှည်အောင်တော့ကြိုးစားပြီးတော့လုပ်ရလိမ့်ဒါကြောင့်တရားနာပရိသတ်ကြည့်အခုဘုရားကိုယ်တော်မြတ်ကြီးဝေလူဝန်ကျောင်းတော်မှာသရင်သုံးတော်မူစဉ်အခါဓမ္မသဘင်မှာတန်ဃာတော်တွေစကားဖြစ်ကြဘယ်နဲ့တော့ငါရှင်တို့ဒေဝရတ်တိဆိုးလေစွာဘုရားကိုယ်တော်မြတ်ကြီးနဲ့တစိမ့်လည်းမဟုတ်ရောက်ဖတော့အရင်ရောက်ဖတော့အရင်ဖြစ်ပြီးတော့အခုတော့ဖယားကိုယ်တော်မြတ်ကြီးအသက်သေးအောင်အမျိုးမျိုးကြံပြီးတော့တတ်နေပါလားဖယားကိုယ်တော်မြတ်ကြီးကိုသူသေးအောင်ကြံနေတယ်သေအောင်တတ်ဖို့အမျိုးမျိုးဆောင်ရွက်နေတယ်
အဲ့ဒီလိုစကားပြောနေကြတဲ့အခိုက်ဖယားကိုတော်မြတ်ကြီးစိုက်သွားဟဲ့ခြေသားတို့ဘာစကားတွေပြောနေကြသလဲငါဖယားကြွလာမှဘယ်နဲ့ကြောင့်ရပ်ထားကြတာလဲလို့ဖယားကမေးမြတ်စွာဘုရားတဲ့ဒေဝရတ်သည်ဖယားကိုတော်မြတ်ကြီးအသက်တော်ကိုအန္တရာယ်ပြုလို့၍ပေချောင်းကျမ်းနေတဲ့ကိစ္စတွေကိုပြောဆိုနေကြပါတယ်ဘုရားခြေသားတို့တဲ့ဒေဝရတ်သည်ငါဖယားကိုဒီဘဝမှာသေအောင်တတ်နေသည်မဟုတ်နောက်ဘဝကလည်းသူငါဖယားကိုသေအောင်တတ်ခဲ့ဘူးသကွဘယ်လိုပဲတတ်ပေမဲ့လို့သူတတ်တဲ့ဖြင့်ငါဖယားသည်သေတော်မမူခဲ့အခုလည်းပဲငါဖယားရဲ့အာယုခေါ်တဲ့အသက်တော်ကိုဗုဒ္ဓနာဇီဝိတသနာသက်ကကေနစီအန္တရာယောကာတုံသေအောင်တတ်လို့မရဘူးကွပစ္စည်းမဘဝိကဒီခန္ဓာဝန်ကြီးကိုနောက်ဆုံးထမ်းပြီးတော့တပ်ပြညွတ်တာရွှေဉဏ်တော်ကြီးဖြင့်တတ္တဝအနန္တဒုက္ခတွင်ကလွတ်ကင်းအောင်ကဲတင်တော်မူ၍နိဗ္ဗာန်သို့ရောက်အောင်ငါဖယားခွန်ဆောင်နေတဲ့အခိုက်အတန့်ငါဖယားဤအာယုခေါ်တဲ့အသက်တော်ကိုချစ်သားတို့ဘယ်သူမှတတ်လို့သိနိုင်မည်မဟုတ်ဘူးတဲ့ဖယားကပိဒါကြီးဖယားအသက်ကိုအန္တရာယ်ပြုလို့ရရင်အဲ့ဒီမရတဲ့ကိစ္စကိုဒေဝရကြီးတတ်ရန်ကြမ်းနေတဲ့စကားတန်ဃာတော်များပြောသဖြင့်ဘုရားကိုယ်တော်မြတ်ကဒီဘဝမှာမဟုတ်ဘူးနောက်ဘဝတုန်းကလည်းငါဘုရားကိုသေအောင်သူကြမ်းခဲ့ဘူးတဲ့ခြေသားတို့ဒါပေမဲ့လို့မသေးဘူးကွယ်လို့ဘုရားကိုယ်တော်မြတ်ဟောကြားပြီးစကားကိုရပ်ထားလိုက်တော့တန်ဃာတော်များမလျှောက်ဖဲမနေနိုင်ဘူးမြတ်စွာဘုရားတဲ့ဒေဝရသည်နောက်ဘဝတုန်းကဘုရားကိုယ်တော်မြတ်ကြီးကိုဘယ်လိုသေချောင်းကြံပြီးတော့သေအောင်တတ်ခဲ့တယ်လဲဆိုတဲ့အတိတ်ဇာတ်ကြောင်းကိုပြန်ပြောင်းပြီးတော့ဟောကြားတော်မူပါမြတ်စွာဘုရားလို့လျှောက်ထားကြအဲ့ဒါလို့လျှောက်ထားကြတော့မှဘုရားကိုယ်တော်မြတ်ကအတိတေဘာရဏတိယံအစချီသဖြင့်အတိတ်ဇာတ်ကြောင်းကိုပြန်ပြောင်းပြီးတော့ဟောကြားပါတယ်ဗျာဟောလွန်လေပြီးတော့အခါကဘာယာနာခေါ်တဲ့ရွှေမြို့တော်ကြီးမှာပြမရမင်းကြီးအုပ်ချုပ်စင်ရခါဘယ်မင်းကြီးအုပ်ချုပ်တယ်လဲပြိဿပြမရမင်းကြီးအုပ်ချုပ်တဲ့ချိန်ခါမှာကျွတ်တို့ဇနီးမောင်နှံနှစ်ယောက်ကမိဘရွှေမျိုးမြသဘောတူညီစွာပေးစားထားတဲ့မောင်တုနိတ္တနဲ့မေတုဇာတာလို့နှစ်ယောက်ရှိကြယောက်ျားနာမည်သူနိတ္တမယားနာမည်သူဇာတာယောက်ျားနာမည်ဘယ်သူပါလဲပြိဿသူနိတ္တမိန်းမကမှတ်သွားနော်ဇပ်ပနဲ့ရိုက်ပေးနေတာအဲ့ဒီသူနိတ္တကိုမြန်မာလိုပြန်လိုက်တော့မျက်လုံးလှတဲ့ယောက်ျားလို့ဒီလိုအဓိပ္ပာယ်ရမျက်လုံးလေးကောင်းခုခေတ်လည်းပြောကြပါတယ်အမဲတဲ့သူ့မျက်လုံးလေးကခေါ်နေတယ်လို့ပဲမျက်လုံးကများခေါ်လို့ရတယ်လို့အလေးသူတို့ချင်းတော့သိကြမှာပေါ့လေခေါ်နေတယ်လို့တဲ့မျက်လုံးလှပြီဆိုရင်တရားနာပိဋကအများအားဖြင့်ဒီမျက်လုံးကိုပဲချိန်မွန်းတတ်ကြပါတချို့မျက်လုံးကြတော့လေအထက်တစ်လုံးအောက်တစ်လုံးတစ်လုံးကအောက်ဆိုင်တစ်လုံးကအထက်မော့တချို့ကြတော့လေလှလိုက်တဲ့မျက်လုံးတချို့မလှပေမဲ့လို့အခုခေတ်ပြင်ထားတဲ့မျက်လုံးတွေရှိတယ်ဒါခုခေတ်ကြီးမျက်လုံးပြင်ထားတာတွေတွေ့ဘူးသလားကျုပ်တော့မသိဘူးပေါ့တခါပြက်ခရိကြီးတွေနဲ့ဓာတ်ပုံနဲ့မိန်းမတွေပုံနေသေချာကြည့်မျက်တောင်ကော်လေးနဲ့ဆိုတဲ့အတိုင်းမင်းသမီးဖြစ်ကြတာလည်းမပြောနဲ့သူများတဲ့ထူးတယ်မျက်တောင်လေးတွေကကော့လို့ကျုပ်ကချိန်မွန်းတော့တခါတယောက်ကကျုပ်လျှောက်တယ်ငကိုကောမဟုတ်ဘူးဖရာတဲ့ဖရာငကိုကောမဟုတ်ပဲလို့အကော့တော့ဆိုမျက်တောင်ကအငှားတက်လို့ရတယ်ဖရာတဲ့ဗျာလို့ကျွတ်တို့ငကိုရှိတဲ့မျက်တောင်တောင်ဟိုဆိုင်ဒီဆိုင်နဲ့ဒီအငှားတက်တဲ့ဟာကြီးနဲ့သူတို့အနေရမခက်ဘူးလားလို့ဒါဖုန်းကြီးကစိတ်ချင်းရှိတာမင်းရတာကိုပြင်းနာပရိသတ်အခုခေတ်များဓာတ်ပုံနဲ့ကြည့်လိုက်ရမျက်တောင်လေးတွေကိုကောလို့ငကိုကောမဟုတ်တာကျုပ်အဲ့ဒီတခါတယောက်လျှောက်မှသိပါ
မျက်လုံးတကယ်လှတဲ့မောင်သူနေတာနားထောင်ရုပ်အဲ့ဒီသူနေတာကမျက်လုံးလှရှာတော့သူ့ဇာတာကကောင်းသောဖြစ်ချင်းရှိသူခန္ဓာကိုယ်မှာဖြစ်ပေါ်လာသမျှမိမအတွက်တော့ဖြင့်ကောင်းရင်၅ပါးကပြည့်နှက်ပြီးတော့လူတိုင်းကြည့်လို့မဝရှုလို့မဝအောင်လှတဲ့ရုပ်မိမများကောင်းရင်၅ပါးဆိုတာတောင်လူမျိုးဟောခဲ့လို့ဖန်တရားတည်နေပါပြီမေးရင်တော့အလွယ်ကလေးနဲ့ဖြေနိုင်လောက်ကြပါပြီမိမများကောင်းရင်ဘယ်နှပါးတော့မျိုးခဏခဏဟောနေရတဲ့မြို့ဆိုတော့ဖြေကြည့်ကြသမ်းမှာကောင်းရင်၅ပါးဘယ်သူတွေပါလိမ့်ဘာလို့နားထောင်ဩဇတ်ထုတ်တရားများထဟောတော့ထလို့တဲ့ဒီဇတ်ထုတ်ကြီးနာဘူးပါတယ်တဲ့ထဟောလို့မှတ်မိသလားလို့မေးတော့ဟောရင်တော့သိတာပဲထမှတ်မယ်သိတယ်မှတ်မိသလားလို့ဆိုတော့ရေးလေးမမှတ်မိဘုန်းကြီးအတူကောင်လည်းပြောခဲ့တယ်တစ်ခုချင်းလည်းပြောခဲ့တယ်ကိုက်ဆိုကြည်သာဆံပင်ရဲ့ကောင်းခြင်းအသားရဲ့ကောင်းခြင်းအရည်ရဲ့ကောင်းခြင်းအယိုးရဲ့ကောင်းခြင်းအရွယ်ရဲ့ကောင်းခြင်းအဲ့ဒါအတူကောင်ပြောလိုက်တော့ဆံသားရည်ယိုးရွယ်ကောင်းခြင်းဤငါးသွဲဒီလိုမှတ်ထားလိုက်ဆံသားရည်ရိုးရွယ်ကောင်းခြင်းဤငါးသွဲဗါတဲ့ပြိဿမှတ်ထားဟိဆံပင်ရဲ့ကောင်းခြင်းဆိုတာနောက်ဆက်ကဖြန့်ချလိုက်ရင်ခြေပနှောင်းထိသာလီဓာလေးကဲ့သို့အထက်ကိုကော့ပြန်နေတယ်အဖျားအောက်မဆိုင်ဘူးအဲ့ဒါဆံမင်းရဲ့ကောင်းခြင်းမှုေးသောအနတ်ရှိတဲ့ဘရုံးရောင်ကဲ့သို့နက်မှောင်းနေတဲ့ဆံမင်းပြူမပေါက်ဘူးအဲ့ဒါဆံမင်းရဲ့ကောင်းခြင်းအခုခေတ်ခြေပနှောင်းထိတဲ့ဆံမင်းတွေများမြင်မှုသေးလားဘယ်မြင်မှုလဲရှိမှမရှိပဲခြေပနှောင်းထိဖို့မပြောနဲ့ဂုတ်ပေါ်မှာဝဲမဲ့မကြမှုတရုပ်ဆိုင်သွားကောက်တဲ့အစိတ်ရှိတဲ့ဆံမင်းဖြတ်ပြစ်ကောင်းတော်လှမ်းကြည့်စာပေါင်းတိုက်ကြီးကြာသူတို့ဘယ်လိုလှုပ်ထားလဲမသိမန္တလေးတုန်းကအောင်းမေ့တယ်ဂျက်လာငါအဲ့ဒီဒကမတွေနောက်ကလိုက်မီးနဲ့လိုက်ရှုပ်ဘယ်လောက်ကြည့်ကောင်းမလဲအောင်းမေ့တာမှမရှုပ်ရဲပါဘူးရှုပ်ငါနဲ့ရံဖြစ်နေရမှာပေါ့နေရတဲ့သူတို့ဖြင့်ကရုံးကြီးနေတာတောင်လက်တစ်စစ်လောက်ရှည်လာရာလုံးလို့ရိတ်ပြရဒီတော့ကောင်းပြီဟေ့အဲ့ဒါဆံပင်ရဲ့ကောင်းခြင်းလို့မှတ်ခဲ့ပါတော့နောက်တစ်ခါအသားရဲ့ကောင်းခြင်းလက်ဖွားခြေဖွားနှခမ်းသားလေးများหนีမြန်းနေတဲ့ပြိတ္တခိုချီတော့အသွင်ကြီးအာပြီးမဲ့ပမာဏအသားရဲ့ကောင်းခြင်းအခုခေတ်လည်းหนีပါတယ်หนีပဲဒီခုခေတ်ကဆေးဆိုးထားတာနှခမ်းနဲ့မကပါဘူးပါးရောနဖူးရောဘယ်လိုရှောက်လုပ်တယ်မသိဘူးအဘွက်ကိုပေါက်နေတာပဲတချို့ကလေးမလေးတွေနှခမ်းကြီးဆိုတာလက်ရွက်ရောက်ကြာလီကန်စီပြောပါတယ်တောင်လူမျိုးရှိမထင်ပါဘူးပဇာနစသေအောင်မလုပ်ဘူးငါလည်းမျက်စောင်းမထိုးကြနဲ့ဟဲ့နင်တို့လှနေတာကငါကပိုလှတဲ့ခြင်းနဲ့သူများကိုကြည့်ရီလို့မှရီမမသိတော့မဖြစ်စေခြင်းဘူးလှစေခြင်းလို့ဟဲ့လှတဲ့ထက်လှစေခြင်းလို့ကျန်လီကန်ဆရာတော်ကတို့ကိုနှမအရင်လေးတွေလို့အောင်မေးလို့ပြောတယ်လို့မှတ်ပါငါလည်းမျက်စောင်းမထိုးကြပါနဲ့ပဇာနစသေအောင်ကြည့်လို့ကြမှတ်ထားနော်အဲ့ဒါတို့အသားရဲ့ကောင်းရင်ဆေးမဆိုးပဲနေပါတယ်နောက်အရင်ရဲ့ကောင်းရင်ဆိုတာဝက်ချံတင်းဒိတ်အပိတ်အဖုဘာမှမရှိဘူးရွှေအဆင်းကဲ့သို့ဝါဝင်းပြီးတော့နေတာအဲ့ဒါအရင်ရဲ့ကောင်းရင်ရေများပေါက်လိုက်ရင်လေချောင်းနဲ့ဆင်းသွားတာမြင်ရမလောက်မြင်တယ်လို့ပြောတာမဟုတ်ဘူးမြင်ရမလောက်မြင်တယ်လို့လေးထင်ရဒါတချို့ကနားမလဲပါမလဲတရလွန်ပြောတယ်အမလီအဟုတ်လှတဲ့လူများလေချောင်းနဲ့ရေဆင်းတာမြင်ရတယ်ရန်တုံနေတာမြင်တယ်လို့လေးထင်ရတာမြင်ရမလောက်မြင်တယ်လို့ပြောတာမဟုတ်ဘူးထင်ရပ
ယ်နဲ့ရေဆင်းတာမြင်ရလောက်အောင်ဒီအရေးပါနေရင်ငါတလောက်ဟင်းစား၅ပါးမဝေဘူးလားကြက်သားဟင်းများမလွယ်တာမှတ်ထားဟိမြင်လို့လေးထင်ရတယ်အရေးလေးကပါလွန်းတော့ဝါဝင်းပြီးတော့အမလေးရေတောက်လိုက်တဲ့ခါလေးရေးနဲ့ဆင်းသွားမြင်ရတယ်လို့လေဒါကိုပြောပါအဲ့ဒါအရေးရဲ့ကောင်းခြင်းဟာနောက်တစ်ခုအယိုးရဲ့ကောင်းခြင်းအယိုးရဲ့ကောင်းခြင်းဆိုတာလက်ဖြားခြေပြားလေးများထောင်ထားဖျောင်းတိုင်လေးကဲ့သို့ပြည့်ပြည့်အတွင်းကအယိုးကောင်းတော့အပြစ်မဲ့ကိုအဆင့်မခေါ်ပြည့်ပြည့်သွားကလေးများစိတ်ထားလိုက်လို့ရှိရင်လေခယူသင်းကိုလွှတ်နဲ့တိုက်ဖြတ်ပြီးပြန်အပ်ထားတဲ့ကဲ့သို့ခေါ်ခြင်းကုတ်ခြင်းကြားခြင်းပေါက်ခြင်းမရှိအဲ့ဒါအယိုးရဲ့ကောင်းခြင်းလို့ခေါ်ပါတယ်နောက်အရွယ်ရဲ့ကောင်းခြင်းဆိုတာအသက်30ပင်ဖြစ်သွားမကြီးနဲ့ဘုန်းကြီးရှက်သွားပဲနဲ့လို့ဖြည်းဖြည်းပြောတာတော့မှားတယ်နော်အသက်30ရွယ်ပင်ဖြစ်တော်လည်းပဲတရားနာပိဋကယူ16နှစ်ပဲထင်ရဝိသခာကြီးတို့ကြတော့သာသမီ2ကြိမ်မြေလေးရမြစ်ရှိထောင်အသက်120သေသာသွား16နှစ်အရွယ်ပဲဝိသခာကြီးတို့ကြတော့အခုခေတ်တော့မရှိပါဘူးရှင်းတုန်းကတော့တသားမွေးတသွေးလှတယ်သာသမီတယောက်မွေးဖွာပြီးတိုင်းအသွေးအယောင်တက်ပြီးလှခုတော့ဟုတ်ပါဘူးတယောက်လဲဖွာပြီးရောပြီးရောပြောမှမကောင်းပဲပြီးရောရင်ဆုံးရမှာပေါ့သူများမပြောပါနဲ့ငါရွှေမျိုးကစပြောငါတို့ပါဗျာငါလေးငဇွန်းနေသားဟိကျန်တာရွှေတွင်းကုန်းစာတိရွှေတွင်းကုန်းရွာဆိုတာရှိတယ်ငဇွန်းနေပဲဇာတိဖြစ်ပေမဲ့လို့ကြာလီက9နှစ်သားလောက်ကရောက်တော့ရွှေမျိုးတွေမမှတ်မိတစ်နှစ်တစ်ခေါက်ရွှေတွင်းကုန်းကိုရောက်သွားတဲ့အချိန်ခါမှာကလေးလေးတွေခြီးပြီးတော့ကားနောက်ကလိုက်လာကြဘုန်းကြီးကမေးကြည့်တယ်ဒကမာကြီးကဘသူတုံးဒကမာကြီးကဘသူတုံးဆိုသူတို့ဝိုင်းကြည့်ကြဟောဗျာမေးတာနာမည်မပြောဘဲနဲ့ဘာလို့ကြည့်တာတော့ရေရောက်ပါတဲ့ဥစဉ်ကဒကမာကြီးတွေပါလိမ့်နဲ့တပည့်တော်ကဥစဉ်2မတပည့်တော်ကဥစဉ်2မဟေးဟာနင်တို့ကဖွားကြီးတွေဖြစ်နေတာကိုဟောရုပ်အစင်းတယောက်လဲဖွားပြီးရောဆိုတာကျုပ်ရွှေမျိုးကသာစပြောကောသလအိမ်မက်ကဗါတဲ့မြေကမကြွငယ်လှတစ်ပင်ဖူးငုံရင်ပြီးပွင့်သည်တွေ့မြင်အမေမြေကြီးပေါ်ကမကြွသေးပဲနဲ့တစ်ပင်လေးတွေအဖူးပွင့်တွေ့ပါတယ်ခင်ဗျာတဲ့ခင်ဗျားကပြန်ဖြေတယ်အရွယ်မမျှငယ်လှပြိုစဉ်သမီးသားလင်ထအိမ်ထောင်ရင်မင်းလက်ထက်ငါလက်ထက်မဖြစ်ဘူးကွာတဲ့လူတွေသက်တမ်းတူတဲ့အချိန်ခါမှာငယ်ရွယ်အိမ်ထောင်ပြုလိမ့်မယ်တဲ့ငယ်ရွယ်အိမ်တောင်ပြုငယ်ရွယ်သားသမီးရငယ်ရွယ်ဖိုးကြီးဖွားကြီးဖြစ်ငယ်ရွယ်ရုပ်အဆင်းကြပြီးတော့ငယ်ရွယ်သေးကုန်လိမ့်မကွာဘုရားကဒီတိုင်းဟောခဲ့ဘုရားကတက်ကရမကံမေသည်ဒီလက်ညှိုးထိုးပြလိုက်တာနဲ့တူပါရဲ့ပြိဿမှားရလားပြိဿကြီးဒါကြောင့်အဲ့ဒီတသားမွေးတသွေးလှအသက်30ရွယ်ပင်ဖြစ်တော်လဲတရားနာပိဋကသားသမီးတစ်ကြိမ်ရတော်လဲကျွတ်တို့16နှစ်အရွယ်သာထင်ရတယ်အဲ့ဒါအရွယ်ရဲ့ကောင်းခြင်းလို့ခေါ်ပါတယ်ကောင်းခြင်း၅ပါးပြည့်သွားဗလားဟိတချို့လဲကောင်းခြင်း၅ပါးပြည့်တယ်အခုခေတ်တော့ရှားပါတယ်ကျုပ်ကြောင်မဲမြို့သွားတရားဟောတော့ကဒကမတယောက်ကတွန်းလှဲလေးနဲ့ဈေးရောက်ရင်ပစ္စည်းတွေတင်းလို့ဆံမင်ကနောက်ဆက်ကဖြန့်ချတာခြေပနောက်ထိကျုပ်နောက်ကပါတဲ့တကားကြီးကဘုန်းကြီးပြောတဲ့ကောင်းခြင်း၅ပါးတော့တွေ့ပါကွာဟိမရလားဆံမင်ခြေပနောက်ထိတယ်ဆိုလိုက်သွားတာလိုက်သွားပြီးတရားနာပိဋကနောက်ကမြင်ရတော့ဆံမင်တော့ကောင်းခြင်းတွေ့တာပေါ့လေရှစ်တဲ့ကသူတို့ကမျက်နှာလိုက်ကြည့်ပြန်ပြေးလာရကောင်းခြင်း၅ပါးမညီတာကိုပြောနေတာသူတို့လိုက်သွားတာလည်းသိတယ်ဘုန်းကြီးမြင်ရလာတယ်ဟိုမှာသူတို့ပြလို့ကျုပ်ကလည်းကြည့်လိုက်တယ်ဟုတ်ခြေပနောက်သားထိတယ်ဆံမင်ပြန်လာတော့ဘယ်နဲ့တော့ဟေးနာလိုက်ပုံတော့ခင်ဗျာဘာနာတာတော့လို့ရှင်မရဆံမင်ကခြေပနောက်ထိတယ်မျက်နှာကကြည့်ရစရာကိုမရှိဘူးတဲ့ဒါကြောင့်ဟေးမလွယ်ဘူးခုခေတ်အမတန်ရှားပါဒါကြောင့်တရားနာပိဋကကြီးကောင်းရင်၅ပါးနဲ့ပြည့်စုံဖို့လည်းအမတန်ခဲရင်ပြီ
ကောင်းခြင်း၅ပါးနဲ့မပြည့်စုံလို့အယုတ်ဆိုးတဲ့လူတွေလည်းအာမလျှော့နဲ့ဟေ့သူ့အိုးနဲ့သူ့ဆန်တန်ယုံနဲ့အယုတ်ဆိုးလို့မရတာမရှိပါဘူးခြေတွေလက်တွေမပါတဲ့ပေါင်တို့ကြီးတောင်မိဖုရားကြီးကောက်ယူတာကြည့်ပါချင်းတောင်ကြီးတဲ့ထည့်ပြီးတောင်းကြွေးတာကိုကြည့်ပါဟဲ့ရုပ်လှတဲ့လူတွေကလည်းကိုလှတာနဲ့သူများသွားပြီးတော့အပြစ်မတင်ပါနဲ့တချို့ကအပြစ်တင်တတ်တယ်အမလီသူ့သွားကြီးကခေါ်တာအုတ်ရှိသီးစားဖို့ကောင်းတယ်အုတ်ရှိသီးမကလို့ဘာချစ်စားကိုနဲ့ဘာဆိုင်လို့ခမရတို့ကတော့သွားခေါ်လို့ကြက်ကြီးတာဟောအကြိုက်တွေ့တော့ဘာပြောတော့သဘောလေးနဲ့နေပြုံးနေတယ်လို့ပဲကွယ်ဟောပြခေါ်လို့သိမရဘူး तू ကပြုံးနေတယ်လို့ထင်တချို့ကသူများမျက်စိမေးတာသွားကြက်ကြီးအမလီသူ့မျက်လုံးကမေးတာတဲ့ပွေးမျက်လုံးကျနေတာပဲကြာရင်ပိတ်တော့မှာတဲ့မကြီးပွင့်နဲ့တူတယ်တဲ့ဘာဝင့်ဖြစ်ကိုနဲ့ဘာဆိုင်လဲခမရတို့ကတော့မျက်လုံးမေးလို့ကြက်ရတာအကြိုက်တွေ့တော့ဘာပြောတော့မျက်လုံးလေးကိုကအိတ်နေသလိုပဲကွယ်ဟောပြမေးလို့ဖွင့်မရဘူး तू ကအိတ်နေသလိုတဲ့ကျမ်းမှချိန်မွန်းတယ်ပြိဿဒါကြောင့်အဲ့ဒီကောင်းရင်၅ပါးနဲ့ပြည့်စုံတဲ့သူဇာတာတဲ့ပြိဿရေးသားကြီးသူဇာတာကောင်းရင်၅ပါးမပြည့်စုံဘူးလားပြည့်စုံပါဗျာအဲ့ဒီပြည့်စုံတဲ့သူဇာတာနဲ့မောင်သူနိတ္တတို့သည်လင့်ဝတ္တရားမယဝတ္တရားကြည်ပြွန်စွာနဲ့နေပြီးတော့လာခဲ့ကြရာဒီကနေ့တော့တရားနာပရိသတ်ကြီးမယလေးသူဇာတာကမောင်ရဲ့ကိုသူနိတ္တလို့ခေါ်လိုက်တော့နှမသူဇာတာမင်းပါရီပြောစရာရှိလို့မောင်ကြီးကိုခေါ်တာတော့ခေါ်ရတာပေါ့ကိုသူနိတ္တရဲ့ဒီနေ့လေဟောကျုပ်ပြောစရာရှိတာကတနှစ်တစ်ခေါက်မိဘထံကိုအကရော့ရောက်တယ်ဒီနှစ်လည်းမိဘထံသွားပြီးတော့ကရော့ရနီးကပ်လာပြီကျုပ်ကိုလိုက်ပို့ပါတော့ဟေးဒီချက်အိမ်အောင်တွေပါလိမ့်မယ်နော်အိမ်အောင်တွေကယူဆိုင်ကြဟဲ့မိမိတို့ချင်းရခင်ရယူပြီးအိမ်အောင်ပြုတ်ထားကြတော့လေတစ်နှစ်တစ်ခါမိဘထံအကရော့ရောက်ကြဟဲ့ငါကြမ်းငံတွဲနဲ့ကြိုက်ပြောနေတာယောက်ျားရဲ့လားဟေ့မိဘထံတစ်နှစ်တစ်ခေါက်ယောက်ျားရဲ့လားဟေ့မေးတာမေးရအားမရှိပါရှေ့တုန်းကသားသမီးကမိဘထံတစ်နှစ်တစ်ခေါက်အမလီတတ်နိုင်တယ်လို့မိဘကြော့စရာပစ္စည်းတွေနဲ့ရောက်ကြအခုခေတ်တော့မိဘကရှောက်လေရသားလေးထမ်းသွားအောင်မသမီးလေးထမ်းသွားအောင်မမိဘအတွက်သားသမီးကမပို့ပေသည်သားသမီးကမိဘကသားသမီးအတွက်လက်ဆောင်ပနာတွေယူပြီးတော့သွားရမိကလေးကိုရော့ဒါလေးဝတ်ကြည့်စမ်းအဖိုးဖွားတွေကရှောက်လှဲ့ဆင်ရတယ်သူတို့ကလှဲ့ကြော့ဖို့တော့မရှိပါဘူးအတော်လေးကြွာချသွားတယ်ဟိဒါတောင်ဆင်းရဲတော့ဆင်းရဲတယ်ညီသေးနော်အိမ်တော်နယ်ဘဝရောက်တော့မိဘပြုစုကိုခဲရင်လိုက်တာငါတို့အိမ်အောင်ပြုလာပဲဟဲ့မွေးတော့လဲမိဘကကျွေးတော့လဲမိဘကပညာသင်ပေးတော့လဲမိဘကအိမ်အောင်ကြလို့တောင်းရန်ပေးပြန်တော့လဲမိဘကအိမ်အောင်တဲ့ဘဝရောက်လို့ငတ်နေပြန်တော့လဲကျွေးရတာမိဘကထောက်ရတာမိဘကမိဘထံငါတို့များစားဝယ်တော့ရံကလေးအိမ်နီးနာချင်းကတ်နေလို့ခင်းကောင်းတစ်ခွက်ချက်ရင်ပို့မဟဲ့စိတ်ကူးသလားကူးပါဦးပို့ပါဦးခင်းကောင်းချက်သူတို့ကြီးပိတ်စားကိုယ်အိမ်ဟင်းကောင်းမချက်တော့ပကံများတဲ့ထမင်းလေးတွေထည့်ပြီးအမေတို့အိမ်ကျက်သားချက်တဲ့ဆိုသွားနှိုက်တိုးအိမ်တောင်တွေဘဝရောက်တောင်နှိုက်တိုးဒါတောင်ဒီမိုးမမှန်ဘူးနော်ပြိဿအံ့စရာကြီးအတော်လေးကြွာချသွားပြီဒါကြောင့်ဟဲ့ဒီငယ်နှမငယ်တို့အကိုတို့အမတို့ဘုန်းကြီးတရားပွဲလာတာများသမန်ငါရှံကနာမသွားကြနဲ့သင်္ကန်းစာတွေကိုများစွာပေးတယ်ကျုပ်တရားပွဲတိုင်းဒါကြောင့်တစ်နှစ်တစ်ခေါက်မောင်သူနိတ္တနဲ့မေသူဇာတာတို့မိဘထံအလဲအပတ်သွားပြီးတော့ဂတ်တော့ကြသလိုလက်ဆောင်ပနာကောင်းတွေဖြင့်မိဘကိုဂတ်တော့ကြပူဇော်ကြသလိုတောင်လူမျိုးကအိမ်တော်နဲ့အကိုအမငှတဲ့ငယ်ပေမဲ့ပြုတ်နေကြတာမို့အိမ်တော်နဲ့ညီငယ်နှမငယ်အကုန်ပြောရတာကိုကွာငါအသက်က46နှစ်
46နှစ်ထဲရောက်လာပြီသူတို့အိမ်အောင်ပြုတာက14နှစ်ဆိုပါသွားပြီဒီတော့ပြောရသေးတာဟဲ့အိမ်အောင်လဲဆိုလို့အကိုမကြီးပြောလို့မရဘူးညီငယ်နှမငယ်လေးထဲရဒီလိုအိမ်အောင်လဲကရောက်လာရင်တစ်နှစ်တစ်ခေါက်တော့မိဘထံရောက်အောင်ပူဇော်ကြပါသွားပြီးတော့ကြော့ကြပါမကောင်းဘူးလားဟဲ့ကဲထွက်သွားပြီဟဲ့မောင်သူနိတ္တနဲ့မေသူဇာတာတို့မေသူဇာတာကကိုသူနိတ္တရဲ့နှမတော့ညောင်းလို့လဲနောက်ကဆင်းပြီးတော့ခြေချင်းလျှောက်လို့ခိတ္တလိုက်အောင်မယ်ဆံမလေးဖြန့်လို့လဲနောက်ကလိုက်မောင်သူနိတ္တကြီးကလှဲပေါ်ဟာနွားနဲ့မောင်ရင်အသွားတိုင်းပြည်အုပ်ထုတ်တဲ့ပြမရမင်းကြီးကလည်းဆင်းပြူတော့စီးပြီးတော့တိုင်းကလှဲအလားမြင်ပြီးပြိဿကြီးသူ့ဇာတာကိုမြင်လိုက်ဟာတေလှပါလားအမလေးလှလိုက်လေရှင်ကွယ်သငယ်မရဲ့ဟဲ့မင်းကြီးမြောင်ဖေဟာကြည်စမ်းဖို့မှာမှန်လားပါမြင်တော့ပါဗျာလှဘူးလားဟိလှလားဗျာတိတ်လှလားဗျာအေးတိတ်လှတာကိစ္စမရှိဘူးငါစိတ်ကတော့လေသူ့ကိုမြင်ကြတဲ့ကရွှေနန်းတော်ခေါ်ပြီးတော့မိဘရခေါင်းကြီးမြောက်ချင်တော့တာပဲမှန်လားပါဗျာမှန်လားပါဗျာတိုက်ပြီးအုပ်ထုတ်တဲ့ဘယင်ပါဗျာအေးလေဘယင်မို့လို့ငါလိုချင်တဲ့ကိစ္စငါပြောနေတာပဲဟဲ့သွားဆောင်မေးဒီကသာမိကလားအသာမိကလားလို့အမတ်တယောက်ဝါမေးဟဲ့တကယ်မဟောကြည်စမ်းငါမမြင်ဘူးတဲ့အဝတ်စားတွေဝတ်လို့ပါလားဟဲ့မမြင်ဘူးတဲ့အဝတ်စားတွေပါလေလုံမနေနဲ့ငါအမတ်ဟဲ့ဘာကိစ္စရှိလို့တော့ဘာကိစ္စရှိရမလဲသင့်မှာသာမိကလားအသာမိကလားဟဲ့လေရှိသလားမရှိဘူးလားမေးတာဟဲ့အိုးဘိုးမြင်ရတာကိုလဲပေါ်မှာတပြာကြီးဝင့်ပြီးနွားနှကောင်မောင်းပြီးတော့သွားနေတဲ့လှင်းသမားကြီးကကျုပ်ရဲ့လင်သားကိုသူ့လက်တလို့ခေါ်တယ်လင်းရှိမရပါဘိုးလင်းရှိမရပါဘိုးရဲ့ခက်တော့တာပဲလင်းရှိမရမှန်းတော့သိပြီဘယင်တော်ဦးတင်လိုက်ကတို့ရှင်မင်းကြီးတော့ဒုက္ခဖြစ်တော့မယ်ထင်တယ်သူကမိဘရခေါင်းမြောက်ခြင်းနေတဲ့လောကမိမတွေအများကားနဲ့မြင်ရကြိုက်တတ်တဲ့ရှင်မင်းဆိုတော့လေမကြက်ရရင်သူ့ဒုက္ခအလေးမှန်တဲ့တိုင်းတော်တော်ဥတင်ရတော့မှာပဲဆိုပြီးတော့ဘရင်ထံပြန်သွားမှန်လားပါဗျာတာမိကဖြစ်ကြောင်းပါဗျာတာမိကဖြစ်ကြောင်းပါဗျာဟိုလဲဘော်ကတပြာဝင့်ပြီးနွားနှကောင်ကိုမောင်းနေတဲ့လဲသမားကြီးသူ့ရဲ့လင်ယောက်ျားပါတယ်ဗျာဟေးမင်းကြီးများဖေဟာတော်ပြီသွားကြစို့မင်္ဂလာမရှိဘူးရွှေနန်းတော်ကြီးပြန်ပြီးတော့လှည့်ကြစို့ရဲ့ငါမြင်ရတဲ့တငယ်မအပါမိကလင်မရှိပါဘူးဆိုရင်ရွှေနန်းတော်ခေါ်ရာဇပလင်တင်းပြီးတော့အဘိတ်သိမ့်မြောက်လို့မိဖုရားကြီးအရာထားခြင်းလိုက်ပါပြီခုတော့ကွယ်တော့မင်္ဂလာမရှိဘူးသူ့ကိုငါမမြင်ရခင်ဘယ်နဲ့ကြောင့်ကိုကောင်းတဲ့အရေးရပါလိမ့်မလို့ခက်ဘူးလားသူ့ရည်စက်နဲ့သူ့ဟာနဲ့သူလောကမိမ့်မတွေအများကြီးသူ့ရွှေနန်းတော်လဲတပြုံကြီးဒီရတဲ့သူများမများကိုမှောက်မှားနဲ့စိတ်ဝင်စားပြန်ကြစို့ငါကိုယ်တော်သူ့ကိုမှမိဖုရားမမြောက်ရရင်အသက်ရှင်နိုင်မှာမဟုတ်ဘူးသို့တော်လည်းလင်းရှိမရဘူးဇွတ်အတင်းမိဖုရားမြောက်ပါလားတိုင်းပြည်ကငါ့ကိုကဲ့ရဲ့သင်္ကြန်စကားရင်းဆိုကြလိမ့်မယ်မင်းကြီးများဒီတော့အမတ်တယောက်ကမလာပါဗျာကိုတော်ကြီးမိမအတွက်နဲ့စိတ်ရတဲ့မပွားပါနဲ့ဘုရားကျွန်တော်မျိုးကြီးအကြံပေးပါမယ်ဗျာပြောစားဟဲ့မလာပါဗျာလောကစကားပုံရှိပါဗျာသူများလိုချင်သူ့နဲ့လှမ်းနဲ့ထိုးပါတယ်ဗျာဟေးဟာဘယ်နဲ့မလာပါသူများလိုချင်သူ့နဲ့လှမ်းနဲ့ထိုးပါဗျာခက်တယ်ကွယ်ငါဘရင်ကလှမ်းနဲ့သွားထိုးရအောင်လဲလွယ်မလားလို့မှန်လားပါလွယ်တယ်နည်းရှိကြောင်းပါဗျာအေးပြောစမ်းဟဲ့မှန်လားပါဘုရားကိုတော်မြတ်ကြီးဘရင်ကိုတော်မြတ်ကြီးရဲ့ဗရမ ्या အုပ်ဆောင်ကိုပေးသနာပါဗျာဗရမ ्या အုပ်ဆောင်သူ့လင်သားလှဲပေါ်သွားတင်း
မင်းကြီးများဗရမ ्या ဥဆောင်ဝတ်ဆင်ခြင်းတယ်လို့အမိန့်တော်ထားဖျက်ကျွန်တော်မျိုးကြီးများသူ့လင်သားရဲ့လှဲပေါ်သွားရှာလို့တွေ့တဲ့အချိန်ခါမှာဗရမ ्या ကခိုးဆိုပြီးတော့သိအောင်သားသူမရနိုင်ရတင်ပြီးတော့မိဖုရားမြောက်ချင်ရင်ရနိုင်ပါပြီဗျာကဲတော်တဲ့ကောင်ဟန်ကြမင်းအကြံပေးလို့နှုတ်မရင်ငါဒီတငယ်မနဲ့ဝေးတော့မဲကွမှန်လားပါဗျာဗရမ ्या ဥဆောင်ပေးသနာတော်ပါဗျာဟဲ့ရော့ယူသွားဆိုတော့ဗရမ ्या ဥဆောင်ယူပြီးတော့မောင်သူနှစ်တလှဲပေါ်သွားတင်ထားဒီကဘသူပေါ်သွားတင်နော်မောင်သူနှစ်တရဲ့လှဲပေါ်ကိုတင်ထားပြီးတော့ရှင်ဘုရင်ကြီးကတင်လဲပြီးရောဟဲ့မင်းကြီးများဗျာငါကိုတော်များဗရမ ्या ဥဆောင်ကိုဝတ်ဆင်လို့တဲ့ဟဲ့ရှာဟေးဘုရင်ပြည်စီဘယ်ရောက်တော့ဘုရင်ပြည်စီဘယ်ရောက်တော့ဟောမရှိဘူးတိုင်ငံလီလီထွက်အလားနေပါဦးကျွတ်တို့ရွှေနန်းတော်များကြံ့ရဲ့ဘယ်ကြံ့ရဲ့ဟောဒီပေါ်ပါလာတဲ့ကိစ္စကြီးဟဲ့မင်းကြီးများဗရမ ्या ဥဆောင်ဆက်လေမင်းကြီးများမလာပါဗရမ ्या ဥဆောင်မရှိပျောက်ဆုံးနေကြောင်းပါဗျာဟဲ့ဝတ်ဆင်ခြင်းနဲ့ကိစ္စဒင်းတို့ပေါ့လျော့ချလို့ငါဘယင်ဝတ်ဆင်မဲ့ဗရမ ्या ဥဆောင်ပျောက်တယ်ကွာယခုများရှာကြဆိုတော့သွားရှာဘယ်မှမရှာဘူးလှဲစီသွားတိတ်တော့ဘယ်စီသွားလှဲစီသွားရောပေါ့လှဲစီသူတို့ထားတဲ့ကိစ္စမောင်သူနှစ်တလှဲနောက်လိုက်သွားဟေးရစမ်းကွယ်မဲ့လှဲဟာဘာကိစ္စလဲခင်ဗျဘာကိစ္စရမလဲရှင်ဘုရင်တိုင်းကလှိပြီးတော့အလာမှာအခုဗရမ ्या ဥဆောင်ပျောက်ဆုံးနေပါသဖြင့်ဘယ်သူခိုးတယ်လဲလို့တို့လျှောက်ရှားနေတယ်မင်းလှဲပေါ်ကတို့ရှာရလိမ့်မယ်ရှာပါခင်ဗျာကျွန်တော်လှဲပေါ်ဘာမှမပါပါဘူးခင်ဗျာကျွန်တော်လှဲပေါ်မှာမရလေသူ့မိဘထန်တစ်နှစ်တစ်ခေါက်အကြရော့ရောက်ခြင်းနဲ့ဆိုလို့မိဘများအတွက်ပူဇော်ရန်ဝတ္ထုပစ္စည်းတွေတော့ပါပါတယ်ရှာပါခင်ဗျာမသိရှာဘူးမသိလို့အရှာခိုင်းတော့လှဲပေါ်လှန်လော့ပြီးတော့ရှာလိုက်ဟောတွေးပြီမင်းကြီးများတခိုးလာခဲ့ဟေးလာခဲ့ဟာနေပါဦးခင်ဗျဘာလို့ကျွန်တော်ကိုတခိုးဆိုတာလဲဘာလို့တခိုးဆိုရမလဲကွာနေရတယ်မှာမင်းလှဲပေါ်ကဗရမ ्या ဥဆောင်ဟာကျွန်တော်မခိုးရပါဘူးကျွန်တော်တခိုးမဟုတ်ပါဘူးခင်ဗျဘယ်နဲ့တော့ဒီရှင်းမရရဲ့ပစ္စည်းကကျွန်တော်လှဲပေါ်လာပြီးတော့ရောက်နေပါလိမ့်မတော့ဟင်းဘလူလာတင်ပြီးတော့ညံဆင်ပြီးငါ့ကိုတခိုးလို့ဖမ်းပါလိမ့်မတော့ဟဲ့ကောင်မလူပါဝတို့အမတ်တွေကပဲမင်းလှဲပေါ်တင်ပြီးတမင်သက်မင်းတခိုးလို့ဖမ်းတယ်လို့မင်းဘာပြောတာမင်းဘောကတွေ့တာမင်းခိုးလို့ဘောကွာမခိုးဘူးကျွန်တော်မခိုးဘူးကျွန်တော်တခိုးမဟုတ်ဘူးဟောဒီလဲဘောကိုဒီဗရမ ्या ဥဆောင်လာတင်တဲ့လူယုံမာတွေသာတခိုးဟဲ့ကောင်ကြည့်ပြောဘယ်လိုလားတင်တယ်လို့မင်းသိသလားမသိလို့ပေါ့ဗျာမသိလို့ပေါ့ကျုပ်များသိရင်လေအဲ့ဒီတခိုးကိုကျုပ်ဒီတိုင်းပဲတာဖို့ဘုရင်ကြီးကိုသတော်ဦးတင်မယ်သိပါဘူးကွာမင်းတင်လို့ပဲဖြစ်မလို့ဟာလူသားပုံတော့မသိပဲသိញ្ញမ်းသိလိုက်အဲ့ဒီအမတ်တွေဒုက္ခမသိလို့ပေါ့ဒုက္ခသာပြောရတာကိုဘုရင်ကဘုရင်ကလည်းသူတို့ဘုရင်ဆိုတော့ခွာအကြလားဟေးဓမ္မလာမင်းလိုက်ခဲ့တခါတည်းလက်ဆွဲခေါ်သွားသူ့ဇာတာလေးကမြင်ပြီဟောဘိုးတို့အမလေးကျုပ်လည်းလားကိုသူ့လက်တာကိုမနဲ့ကြောင့်ဆွဲခေါ်ကြတာတော့မောင်ရဲ့ကိုသူ့လက်တာပြုတ်မောင်ကြီးဘယ်နဲ့ကြောင့်အမတ်တေးဆွဲခေါ်ခြင်းကိုခံရပါလိမ့်မယ်လို့နောက်ကအပြေးကလေးလိုက်ရင်းနဲ့တရားနာပြိတ္တမောင်သူ့လက်တာဘရင်ရှိဆိုင်သွားဟဲ့မင်းကြီးများဘုရားဗရမ ्या ဥဆောင်ဆက်လို့ငါပြောနေမှန်လားပါဗျာဗရမ ्या ဥဆောင်ပျောက်သွားတဲ့ဒီဗရမ ्या ဥဆောင်ခိုးတဲ့တခိုးကိုလိုက်ရှာတာအခုတွေ့ခဲ့ပါဘူးဗျာဗရမ ्या ဥဆောင်တခိုးဖြစ်ကြောင်းပါဗျာဟေးတဲလက်တော်တဲ့ယောက်ျား
ဘရင်ပစ္စည်းမင်းမို့ရဲဝံ့ဒီအမတ်တွေစစ်အင်္ဂါတွေတဲ့ဝင်ပြီးတော့ခိုးရဲကွယ်တော်လဲတော်ပါရဲ့တဲလဲတော်တဲ့ယောက်ျားဟဲ့ဘယ်နည်းများဗျာဒါဖြင့်ဘယ်လိုစီရင်ရမှန်လားပါဗျာတမန်ငါရှန်ကအပြင်းပစ္စည်းကိုခိုးတဲ့တခိုးမဟုတ်အတွင်းပစ္စည်းဘရင်ရဲ့ဗရမ ्या အုပ်ရှောင်ခေါင်းပေါ်မှာတင်အမြတ်တနိုးထားတဲ့ပစ္စည်းကိုခိုးတဲ့ယောက်ျားမို့မသေးမချင်းခုချက်ချင်းအနာဘဝသားလက်မှာအပ်ပြီးတတ်ထိုက်ကြောင်းပါဗျာရောက်သွားပြီသူစားတာဟင်ကိုသူနေတာပြုံမောင်ကြီးမလေးဘရင်ပစ္စည်းတွေပါခုံးပြီးတော့ခုလိုလိုက်သွားရပါလိမ့်မယ်တို့ဆောင်းမလေးဖွာရချနေရစာလေးနဲ့ဘိုးဘိုးတို့ဟဲ့တငယ်မပါတို့ကိုသူနေတာကိုဘာလုပ်ကြမလို့လဲဘာလုပ်ရမလဲဘရင်ဗရမ ्या အုပ်ဆောင်ကိုခိုးလို့အခုဘရင်ကတတ်စေဆိုတဲ့အမိန့်တော်ကြီးချထားတယ်မဟုတ်ပါဘူးထင်မလွဲကြပါနဲ့ကျုပ်လင်သားကသူများပေးတဲ့ပစ္စည်းကိုတရွေးသားမှမခိုးဘူးပါဘူးဝါချမ်းတဲ့စိတ်တောင်မယူဘူးပါဘူးဒီတငယ်မတဲခဲ့နေဝါချမ်းတဲ့စိတ်ကဘာသုံးဖြစ်လို့တော့ဗရမ ्या အုပ်ဆောင်ဆိုတော့တက်တက်လုံးချမ်းသာနိုင်တဲ့ပစ္စည်းမို့ခိုးတာပေါ့ဟာမခိုးပါဘူးဘယ်လိုနည်းနဲ့မှမခိုးပါဘူးကိုသူနေတာခိုးများခိုးလေသလားမောင်ရဲ့ကိုသူနေတာခိုးလို့အခုလိုရလိုပဲရသင်ပြီးတော့ခံရလေသလားနှမမောင်မခိုးပါဘူးကွယ်မောင်မခိုးပဲနဲ့တခိုးလို့အဆွဲခံရတာပဲနေပါဦးဘူးတို့ဒီပစ္စည်းပဲကတွေ့ကြနင်းလင်သားလှဲပေါ်ကတွေ့နင်းလင်သားလှဲပေါ်ကတွေ့လို့အခုဖမ်းလာတယ်တန်တော်ကိုသူနေတာတော်လဲပေါ်ကတွေ့ရင်တော်ခိုးလို့သာပေါ့တော်မခိုးပဲနဲ့ဒီလိုဖမ်းခံရပါမလားကြည်စမ်းတယ်လဲရက်စက်တဲ့မိမငါ့ကိုဒင်းကတောင်တခိုးလို့ပြောနေများပြီသိပြီငါသိပြီလေခုတော့ရှင်မင်းကိုမြင်လို့မိဖုရားလှုပ်ချင်တဲ့မိမငါကတော့မရိပ်မိခဲ့ပါဘူးလှဲဘော်ကဆင်းပြီးတော့ခြေချင်းလျှောက်မလဲအခုတော့လေလှဲဘော်ကဆင်းပြီးတော့နေခဲ့ဘယင်ကိုမြင်လို့မိဖုရားလှုပ်ချင်တဲ့စိတ်ဓာတ်ကြောင့်ဒီပစ္စည်းငါလှဲဘော်ရောက်တာသူ့ကြောင့်မိမယုတ်ကြည့်ငါ့ကိုသိအောင်ကြတဲ့မိမပါလားကိုသူနေတာကျုပ်ကိုထင်မလွဲနဲ့နော်မဟုတ်ဘူးကျုပ်ကိုလာတော့မိဘရဲ့တာမိကလားအတာမိကလားတဲ့ဟိုလှဲဘော်ကကျုပ်လည်းငါလို့တော့ပြောမိလိုက်ပါရဲ့ဒီပစ္စည်းလှဲဘော်ရောက်တာကျုပ်နဲ့ဘာမှမဆိုင်ဘူးအဲ့ဒါလို့သူ့ဇာတာလေးပြောနေကြဟဲ့မင်းကြီးဗျာရှင်ပြူတော်နဲ့တိုင်းကန်းလှိထွက်ပြီးတော့အလာမယခုလောက်အချိန်ကြံ့ကြရင်ဖြင့်တိုင်းပြည်ရအဖျားပြားကြီးရွှေနန်းတော်ကြညီလာခံတပွင်ပွဲနှွှဲရအချိန်နောက်ကြလိမ့်မယ်မြန်စီရမင်းကြီးဗျာမြန်စီရညဆိုတော့အာနာပပွက်သားကဓမ္မကြီးကြိုင်လို့စင့်ဒီတုံးပေါ်မောင်သူနှစ်တလေပင်လေးတင်းလို့စင်တော့မယ်မျက်ရည်ကြားတွေကသူ့လင်သားကြည့်ကိုသူနှစ်တပြုတ်ပေါင်းကြီးအဲ့ဒါလည်းဟုတ်တတ်ကြတော့မယ်ထင်ပါရဲ့ကိုသူနေတာကျုပ်သစ္စာဆိုပဲကိုသူနေတာရဲ့အိုးနတ်များအပေါင်းနာအကောင်တို့ကျွန်တော်မျိုးမဤလင်သားသည်ငဲရွယ်စီအချိန်ကစပြီးတော့သူများပစ္စည်းဆိုရင်ဝါချမ်းတစိမ့်များမခိုးဘူးပါဘရင်ပစ္စည်းကိုခိုးဖို့ဆိုတာနေနေသားလားဘယ်တော့မှမခိုးဘူးတဲ့လင်သားအခုတခိုးဆိုပြီးတော့ဖန်ပြီးတတ်ကြတော့မလို့တဲ့ကျွန်တော်မျိုးမှာပြောတဲ့စကားဒီမှန်ကန်သောသစ္စာစကားဖြစ်ပါသည်တို့ပါရဲ့သူတော်ကောင်းတို့နဲ့အပေါင်းတို့ဝိုင်းဝန်းပြီးတော့ကူညီကြပါစောင့်ရှောက်ကြပါကုန်လို့လက်အုပ်ကလေးချီပြီးတော့တိုင်တယ်လိုက်တာဘိသတ်ရေဘယ်ထိအောင်ကြားတော့ဆိုတော့တာဝရိနာတရားထံရောက်သွားဘိသတ်ရေသူ့တရားနေရလူမဲ့ရန်သူမပေါ်ဘူးမောင်သူနှစ်တတ်မလို့သူဇာတာကိုမိဖုရားမြောက်မလို့ကြမ်းနေတဲ့မကောင်းတဲ့ကာမေတုမိစ္ဆာစာရကံကြီးကိုကျူးလွန်တော့မဲ့ပြမရာမင်းကြီးမြင်ရောဒီကိစ္စငါတရားမဆင်းလို့မတော်ပါလားလူပြေကလူယုံမများဒီတိုင်းထားလို့ရှိရင်ဒုက္ခများရကြီးရဲ့ဆိုပြီးတော့တရားမင်းဆင်းလာပြိတ္တတရားဆင်းလာပါလားတရားဆင်းလာပြီးတော့တရားကကောင်းကင်အရောက်မောင်သူနှစ်တဆင့်ဤတုံးမော်တင်း
တရားမင်းမှီမမှီတော့မသိဘူးအာနာဘကွယ်သားကခတ်တုတ်တုတ်ဟဲ့ခေါင်းနဲ့ပြမရာမင်းကြီးကအမိတ်အချမောင်တုတ်နှစ်တာစစ်လီတုံးပေါ်တင်ထားတဲ့လေဝင်းကလေးကိုအာနာဘကွယ်သားကဓမ္မကြီးနဲ့တအောင်လွှဲပြီးတော့ခုတ်လိုက်တဲ့တခါလေးတိကနေပြတ်သွားသူစားတာလေးဟင်မလေးကိုကျိုးနေကြပြီချစ်ပါရဲ့မောင်ရဲ့ကိုသူနှစ်တာဟမလေးဘဝဆုံးရှားပါဘောလားကိုသူနှစ်တာသေရတာကြုတ်ကြောင်သေရတာပဲကိုသူနှစ်တာသေပြီမရှိတော့ဘူးတမျက်နှာကိုကြုံအားရအောင်ကြည့်မယ်ကိုသူနှစ်တာရဲ့နဲ့မျက်ရည်ကြားတွေကမျက်နှာအုပ်ထားတဲ့လက်ဝါးကလေးဖွင့်အကြည့်လိုက်အာနာပကွယ်သားကဆံပင်ကိုင်ပြီးတော့တခါတည်းဒီလိုမြောက်ကြည့်လိုက်ဟာဘာပြောကောင်းလဲဗြဟ္မဏမင်းကြီးကောင်းကြီးဖြစ်ဒီကဘလူကောင်းကြီးဖြစ်နေဟာဟင်ဘလေးဟင်သူတတာနာမွားကိုသူနေတာမဟုတ်ပါလားရှင်မင်းကြီးရဲ့ခေါင်းဟင်ကိုသူနေတာပဲရောက်နေပါလိမ့်မတော့ကိုသူနေတာပဲရောက်နေပါလိမ့်မတော့လို့ကြည့်လိုက်တော့တရားမင်းလူပြောင်းလူလွဲလောက်ထားတယ်မဲတရားနဲ့အတတ်နိုင်တာများရင်တော့ချိုတာပေါ့များရင်တော့နိုးစီလေးပါလေးရောရတာကိုတရားတတ်နိုင်နေပရိသတ်ရဲ့လူပြောင်းလူလွဲလှုပ်ထားဟောမောင်သူနှစ်တာကဆင်ပြူတော်ပေါ်ဆွင့်ဆွင့်ကြီးဗျာအဲ့ဒီလိုဗြဟ္မဏမင်းကြီးရဲ့ဆံမင်းအုပ်ဆောင်ကိုင်းလို့ခေါင်းကြီးကိုဟောတယ်လို့မပြီးတော့လေအာနာပကွက်သားဟေးကိုတော်ကြီးအမလေးကိုကျိုးနေပါဘောလားသူနှစ်တာဆိုပြီးတော့ငါတတ်လိုက်တာဗြဟ္မဏမင်းကြီးဖြစ်နေပြီဒေသဘေးကမြင်တဲ့လူတွေဘယ်သူမှမငိုဗြဟ္မဏမင်းခေါင်းပြကြီးကင်ပြီးဘယ်သူရင်ငိုတော့ဆိုတော့အာနာပကွက်သားတယောက်ထဲငိုကိုတော်ကြီးတယောက်ထဲငိုတယ်သူကဘာလို့ငိုတော့ဆိုတော့ငါပြီးလူသမစားရတဲ့အာနာပကွယ်သားဟေးငါလူတွေအသာခိုင်းနေတဲ့ဗြဟ္မဏမင်းကြီးမရှိရင်တော့ငါနောက်လူမသက်ရတော့ဘူးလူမသက်ရရဲ့ငါလူသက်ခငွေမရတော့ဘူးငါကိုကျွေးနေတဲ့ကျေးဇူးရှင်ကြီးသေပြီလို့အမဲသူနေရာနဲ့ဆိုတော့ကျေးဇူးရှင်လို့အခေါ်သားကိုပြိဿရဲ့သေပြီငါကျေးဇူးရှင်ကြီးသေပါဘောလားလို့ဗြဟ္မဏမင်းကြီးအတွက်အာနာပကွက်သားတယောက်ထဲငို၍ဟောမောင်သူနှစ်တာကဆင်းပြူတော်ပေါ်အယောင်အဲ့ဒီကြတော့မှတရားမင်းကကောင်းကင်ကကိုယ်တိုင်ပြရုပ်သေးပေါ်လေတရားနာပိသအဲ့ဒီနာဖြစ်ပြနေပုံရှင်မင်းကိုငကိုကမှကြည့်ကြရလို့ရောက်လာတဲ့တိုင်းလူပြည်သားလူအများကလည်းညအုံကြွကြွရောက်လာကြဟာဘယ်လိုဖြစ်တော့ပါလိမ့်ဟဲ့ဘယင်ကြီးဘယ်မှာခွာဟာဘယင်မနဲ့ပြန်มาတော့အခုဆင်းပြူတော်နဲ့ထွက်လာအမလေးဆင်းပြူတော်မဘယင်မဟုတ်ဘူးဗျဘယင်မဟုတ်ဘူးဗျဟာဟေးသေးတာမဟုတ်ထဲကခြုံတက်တယ်နဲ့ဘာကောင်ကြီးရောဟာတရားမှမသိဘူးခြုံတက်တယ်နဲ့ဘာကောင်ကြီးမှမသိဘူးတဲ့တရားမမြင်ဘူးတော့ခက်သားလားပြည်သားကြီးမင်းအောင်ခင်ဗျားတို့တရားမြင်ဘူးလားမြင်ဘူးရောဗိုက်ထဲတောင်ခဏခဏထဲတော့ဟိုတရားတော့မြင်ဘူးကြည့်ဟိုမှာအချွန်တက်တယ်နဲ့အခုခေတ်လူတဲ့တရားကိုမမြင်ရတော့ပြီရုပ်ပုံနဲ့မှလာမြင်ရတော့သည်ဟိုတုန်းကတော့လူပြေလူယုံမာတွေပေါ်ရင်တရားမင်းဆင်းပြီးတော့လာခဲ့သည်အခုတော့လည်းတရားကမဆင်းတော့ပြီဆင်းလို့လည်းမဖြစ်တော့ပြီဆင်းရင်လည်းတရားနတ်ပြည်ပြန်ရဖို့မလွယ်ပြီနေကမှမဟုတ်ပဲလေနေကမှမဟုတ်ပဲဟိုလျှောက်ရှင်းရဒီလျှောက်ရှင်းရလွယ်မှမလွယ်တော့ပဲကြည့်တရားနာပြည်သားကြီးတရားမင်းကကိုယ်တိုင်ပြ၍အိုးတိုက်လူကြီးကလူအများတို့ဗြဟ္မဏမင်းကြီးသူများရဲ့လင်းရှိမယားကိုပြစ်မှားမလို့မကောင်းတဲ့ကံကြီးကိုသူကြမ်းနေပြီကြံယုံနေမကပြုတ်နေပြီခန္ဓာကိုယ်ကလည်းပြုတ်နေသည်လက်ညှိုးထိုးနေသည်ပါးစပ်ကလည်းတတ်ဟဲ့လို့ခိုင်းနေသည်စိတ်ကလည်းကြမ်းနေသည်ဒါကြောင့်သူသည်မကောင်းတဲ့ကံကိုပြုသဖြင့်သူပြုတဲ့ကံ
တိုင်းယူဒီသာလူများတို့သူသာခံရပြီမကောင်းတဲ့ကံပြုသမျှဒီလိုခံရမယ်ဆိုတာသင်တို့ပဲသတိထားကြကုန်တော့ယခုအဒိဏဒါနသိက္ခာပုဂ္ဂိုလ်ကျူးလွန်ခြင်းမရှိဗရမယဥစ္စာကိုသူတို့တင်ပြီးသူတို့သခိုးလို့ဆွဆွဲခြင်းများလာဖြစ်သည်တို့ဘာ၍ဗြဟ္မရမင်းကြီးကဲ့သို့ယုံမှာပါကသင်တို့သည်ကိုပြုတဲ့ကံကိုသာခံရမယ်မောင်တုနိတ္တကဲ့သို့ကောင်းသောကာယကဝစီကမနောကမှုတွေပြုပါကယခုကဲ့သို့ဆင်ပြူတော်ပေါ်တင်းပြီးတော့ရှင်မင်းဖြစ်တာကိုကြည့်ကြငါကိုယ်ရဲ့အဘိဓိသုံးလောက်နဲ့မဟဲ့လို့မောင်တုနိတ္တရဲ့မယားလေးသူစားတာကရွှေလဲဆွဲလို့ဆင်ပြူတော်ဥပ္ပမောတေး၍တရားမင်းကိုယ်တိုင်လက်ဆက်၍တိုင်းပြည်ကိုတရားသဖြင့်အုပ်ချုပ်ပါတော့လို့အနှံခဲ့ပါတယ်ဗျာမောင်တုနိတ္တတို့ဘာဖြစ်သွားလဲရှင်မင်းဖြစ်သွားပါလားရှင်မင်းဖြစ်သွားပြီနော်ရှင်မင်းဖြစ်သွားတော့ပေးထားတဲ့ဇလန်းနာမည်ကပါတယ်ကိုပြုတဲ့ကံကိုသာခံပေးတဲ့နာမည်နဲ့ကောဇတ်ထုံးနဲ့ကောကြိုက်ကြလားဇတ်ပေါင်းရအောင်ဟဲ့အဲ့ဒီလိုအတိတ်တော်ကိုဆောင်ရွက်ဘုရားကိုယ်တော်မြတ်ကခြေသားတော်ဒေဝရတိဒီဘဝမှာငါဘုရားကိုတတ်အောင်ကြံစီသည်တတ်ရအောင်ကြံစီသည်မဟုတ်ဟိုဘဝတုန်းကလည်းဒီလိုကြံခဲ့ဘူးတယ်ဟောနောက်ဘဝကတရားမင်းဒီငါဤသားကြီးရှင်အနုယုတ်တာဖြစ်လာတဲ့ခြေသားတော်နားထောင်ဇက်ပေါင်းလေး9မိနစ်မကြာဘူးပိဋကကြီးနောက်ဘဝကတရားမင်းကဘာဖြစ်လာတော့ကျွတ်တို့ဘုရားလက်ထက်ရှင်အနုယုတ်တာဖြစ်လာတယ်ဟောနောက်ဘဝကမောင်တုနိတ္တကိုတတ်မလို့ကြံရွယ်နေတဲ့တိုင်းပြည်အုပ်ချုပ်သောဗြဟ္မရရှင်ဘုရင်သည်ယခုငါဖယားကိုတတ်ဖို့ကြံနေတဲ့ဒေဝရဖြစ်လာတဲ့ခြေသားတို့ယေသားကြီးဟိုနောက်ဘဝကဗြဟ္မရမင်းကြီးကဖယားလက်ထက်ပါလာဖြစ်ဒေဝရဟောနောက်ဘဝကမောင်တုနိတ္တလို့ခေါ်တဲ့မျက်လုံးလှတဲ့ယောက်ျားသည်ခြေသားတို့ယခုငါဖယားဖြစ်လာတဲ့ခြေသားတို့ဟောနောက်ဘဝကမောင်တုနိတ္တရဲ့မယားဖြစ်တဲ့သူဇာတာသည်ယခုယာဟုလမေတော်ဖြစ်လာတဲ့ခြေသားတို့ပြေကယာဟုလမေတော်ဆိုတာဘယ်သူတော့ယဉ်ကျေးတာနော်ဘုရားကိုယ်တော်မြတ်အသုံးအနှုန်းဘုရားကဒီဘဝမှာငါအဟွာလို့မပြောဘူးယာဟုလမေတော်မကြကြောင့်ပေါ့ခုခေတ်ကလည်းဘုရားကိုယ်တော်မြတ်သားသမီးတွေဆိုတော့သူတို့ကလည်းအသုံးနှုန်းကတစ်မျိုးအမေသားတို့အဖေပြောနေတာလေသမီးတို့အဖေတဲ့မဲကိုလင်ကိုပြောရမှာဘူးဒီတချို့ကအရှက်သားမဲတချို့မိန်းမတွေကြတော့တော့တငယ်ချင်းတဲ့ကျွတ်တို့ဘုန်းကြီးတွေလျှောက်တော့ဦးစင်းတို့တကာကြီးတဲ့ဘယ်တော့မှသူ့လင်လို့မပြောဘူးဘုရားကိုယ်တော်မြတ်အသုံးနှုန်းကိုသိထားတယ်ဘုရားသားသမီးတွေမို့နဲ့တူပါရဲ့တချို့ကြတော့လေကိုလင်သားနာမည်မခေါ်ဘူးတချို့မိန်းမများထမင်းစားကနီးစားလျှောက်တဲ့အတိုင်းပဲဟေးထမင်းစားရအောင်ဟာဘယ်သူမှလည်းမသိဘူးလင်းနာမည်ခေါ်ရမှာအတော်ရှက်တချို့ကြတော့လေတို့ရင်ကလူကြီးတဲ့တချို့မိန်းမကြတော့လေအရင်မရှိဖျားပြီးတို့ရင်ကဟာကြီးတဲ့ဘာကြီးမှမသိဘူးအိမ်ကလူကြီးဆိုတော်သေးဟိုအသုံးနှုန်းနေပြောပါတယ်ဒါကြောင့်တရားနာပြီးသားကြီးဘုရားကိုယ်တော်မြတ်ကအဲ့ဒါလိုဇတ်တော်ကိုပေါင်းတော်မူပြီးဇတ်ပေါင်းတာတော့သိပြီးကြုတ်ပြန်မေးမယ်အိမ်ကမပြောတာဖက်ရှိနေမှာဆိုလို့ပရိသတ်ကြီးဟိုခုနှစ်ကပြောခဲ့တဲ့ဇတ်ထုတ်ထဲမှာတရားမင်းကဘာလာဖြစ်ပါလိမ့်မလို့မပီမသဖြေပါနော်ပီပီသသဆိုရင်ဘေးလူတွေနားလဲနေမှာဆိုလို့ရှင်အနုယုတ်တာပါဖယားပရိသတ်ကြီးတရားမင်းကဘာလာဖြစ်တယ်ဗြဟ္မရမင်းကြီးကဘာလာဖြစ်တယ်သူဇာတာလေးကဘာလာဖြစ်တယ်ဟုတ်ပြီမောင်သူနိတ္တလေးကဘာလာဖြစ်တယ်မြတ်စွာဘုရားလာဖြစ်ပါတယ်ဖယားဟုတ်သွားပါလားဟိအဲ့ဒါလို့ဇတ်တော်ကိုပေါင်းလိုက်သောချိန်ခါမှာအတိတ်ဇတ်ကြောင်းကိုနာရတဲ့တန်ဃာတော်အရှင်မြတ်များသည်ဒေသနာဝတ္တနိသောတာပတ္တိဖလာဒီနိလို့ဆိုတော့သောတာပန်တဂရကအနာဂံဟန္တာတွေဖြစ်ကြဘာကြောင့်ဖြစ်
သစ္စာဆိုင်သွားတာကိုပိဋကကြီးဘာဆိုင်သွားတာတော့ဖယားကိုတော်မြတ်အတိတ်ဇာကြောင့်ကိုဟောတော်မူနေစဉ်မှာဩပြမရမင်းကြီးသည်သူ့ဇာတာကိုဆွဲလန်းမြစ်သက်ပြီးတော့လင်းရှိမှမသိမရှိမှမသိရှိမှန်းသိတော့လည်းမရှောင်ရှားပဲနဲ့သူ့ဇာတာကိုဆွဲလန်းမြစ်သက်နေတဲ့ကိစ္စသည်လူချင်းရမဲ့ကြီးလို့ဒုက္ခရဲ့အကြောင်းတရားသမုဒိယသစ္စာပါလားထိုသမုဒိယသစ္စာကြီးအကြောင်းခံ၍ပြမရမင်းကြီးသည်အသက်ဆုံးသည့်အထိခံစားလို့ရတဲ့အကျိုးတရားသည်ဒုက္ခသစ္စာပါလားထိုသမုဒိယသစ္စာထိုဒုက္ခသစ္စာနှစ်ပါးတို့သည်တကယ်တော့ကြည့်လိုက်တော့မဂ္ဂသစ္စာလို့ခေါ်တဲ့လမ်းကောင်းလမ်းမှနိဗ္ဗာန်ကိုရောက်နိုင်တဲ့ခရီးအမှန်ကြီးကိုမလျှောက်ပါကရောက်နိုင်ပြီမဟုတ်ပါလားလို့တမ္မာဒိဋ္ဌိအစသမ္မာတမာရီအစုံမက္ကင်ရှစ်သွယ်နဲ့လမ်းကောင်းလမ်းမှန်ကြီးကိုလျှောက်လိုက်တာဟောနောက်ကဘုရားတပည့်သားတန်ဃာတော်များသည်သောတာပန်သဂရာကအနာဂံဟန္တာဖြစ်ကြ၍និရောဓသစ္စာဆိုင်လို့နိဗ္ဗာန်ရသွားကြပါတယ်ဆိုတဲ့ကိုပြုတဲ့ကံကိုသာခံဇလန်းမိဒီကနေ့ည12နာရီပါပဲဗျာမနေ့ကလည်း12နာရီဒါကြောင့်ဇတ်ထုတ်ကလေးတွေကိုတိုးစီစီနဲ့လူရင်းအချင်းခြုံပြီးတော့နောက်ရက်လဲကျုပ်ဇတ်ထုတ်အသစ်တွေကြီးဟောမှာဖြစ်ပါတယ်ဗျာကဲနောက်ကလိုက်ဆိုကြစမ်းတကဘာလုံးမှာမြတ်သတ္တချမ်းသာကိုစိတ်မြဲပါစေအလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေကုံမလားမေတ္တာပို့တာကြံသေးလားဖြေပါကြံသေးလားဘယ်သူချမ်းထားသေးလို့မတဲ့တဲ့လူတွေရောအကုန်ပို့မိအေးလို့လုံးမှစိုးလို့မိအေးမေတ္တာပို့တာ30ဘုံချမ်းသာကြပါစေမောင်တုတ်ကြီးအလိုမောင်တုတ်ကြီးကသူနဲ့မတဲ့ဘူးမတဲ့တဲ့လူခြံထားမှစိုးလို့ကျုပ်လေဒီတရားဟောလို့ဟောဒီတိတ်ခွေတွေကကျုပ်တရားမေတ္တာဖို့လေးနားထောင်ပြီးတော့ဘကိုးရောက်တော့မအေးဆိုတဲ့မိန်းမကငွေ90လားစုရှင်ဘုရားတရားကတပည့်တော်မှနဲ့တဲ့လွန်းလို့အတော်အဆင်ပြေသွားတာသူ့ယောက်ျားကမောင်တုတ်ကြီးတဲ့မောင်တုတ်ကြီးနဲ့သူနဲ့ကတခြားစီနေတာဟာဒါတွေထဲပြောနောက်ဒီတိတ်ခွေအဲ့ဒီညာရောက်နေအဲ့လေမှန်တာတော့ပြောတာပေါ့လေဒီပြီးတော့မေတ္တာပို့တိုင်းတေချင်းဆိုသူမပါဘူးပကိုးတော်ကလျှောက်တာအေးကွာမင်းတို့ဓာရီထုတ်ရင်ဓာလေးတော့ဖြတ်ချင်ဖြတ်ပြလိုက်ကြကွာဒါကြီးရောက်သွားမိအေးရကိစ္စမျိုးမောင်တို့ကြီးကငါလာတော့ပွားလေခက်လားဒါကြောင့်တရားနာပိဋကကြီးဘယ်သူမှမချမ်းတော့ဘူးချမ်းသေးရလားဘယ်ချဖြင့်အိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေကလည်းချီရင်နေဖုံမုံစိတ်တွေဖြစ်ပြီးအသီးသီးတော်မိမိတို့အိမ်ရာဌာနသို့နိဝတ္တန်တို့သီးခရတာပြန်ကြပြီတော့နိဝတ္တန်တို့မေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြစီရောခြေတရာဆွေကလျှမ်းပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ရစေကုန်သတည်း